23နှစ်ပြည့်မွေးနေ့ပါနှစ်စဉ်နီးပါပေါ့လေအမြဲဆွေးလီတာနှုတ်နေကြဆိုတော့အားလုံးကလည်းဒါဘာပဲပြောအဲ့ချိန်ဆိုရင်စောင့်မျှော်နေကြမှာပေါ့အဲ့တော့အားလုံးလည်းမြေသားကုသိုလ်ပြုကျင်တာအဲ့တော့ကြောင့်ဒီနေ့မွေးနေ့လေးမှာလူ900စာဘဲဥဘေကလာဟင်းနဲ့ချမင်းဆွေးလီတာဖြစ်ပါတယ်ဘဲဥဘေကလာဟင်းနဲ့အဲ့လိုငါ6ကြော်နဲ့အရန်လိုက်တယ်ဘာနဲ့မှမတူဘူးမာဘဲဥဟင်းဖြစ်ပါတယ်မွေးညာပဲပြောစရာ这大夜抽的你，黑了的家到对我，这大梦诉的黑色，这大梦诉的黑色。တန်ဃာတော်တွေကိုဆုံးဖြတ်တာကလည်းဒါတသက်ကုသိုလ်တစ်ခုပေါ့ဒီလိုမျိုး everyday တွေဒါကိုယ်တိုင်စားတာအားရပါရစားတာကိုမြင်တွေ့ရမှာငါခလူရကျွန်းတက်လိုက်တာပီတိဖြစ်တယ်ပေါ့နော်တကယ်တော့ဒီနေ့လှူတဲ့ဝင်းနေမှာလှူတဲ့အလှူတွေရောအားလုံးကလည်းဒါမိသားရဲ့ပရိသတ်9သားသမီးအားလုံးရဲ့အလှူပဲဖြစ်ပါတယ်ဒီဆိုတဲ့ပွဲလေးတွေကရရှိရဲ့နုပညာကြီးတွေကိုဒါပြန်ပြီးတော့ကုသိုလ်ယူတာဖြစ်ပါတယ်